ကြည့်စမ်းယေရှုလာနေပြီယေရှုကျွန်တော်သမီးလေးကသေကန်ကြီးဖြစ်နေတယ်ခင်တနာပါအောင်ငယ်ရွယ်နဲ့အသက်ဆုံးရတော့မယ်သေရတော့မယ်ခင်တနာပါယာဂီရုစိတ်မကောင်းပါဘူးယေရှုမင်းရဲ့သမီးလေးတည်သွားပြီသခင်ကိုဒုက္ခမပေးနဲ့တော့မစိုးရိမ်နဲ့တင်းရဲ့သမီးပြန်ရှင်လာမယ်မငိုကြနဲ့သူမသေးပါဘူးအိတ်နေတာပါသမီးထလော့စားစရာကျွေးလိုက်ပါဒီအကြောင်းကိုဘယ်သူမှမပြောပြနဲ့